ကိုဒီမှာလုံးနေရတာမတွေ့ရကြရင်နော် အခုညီမရဲ့ music video ကြီးကြည့်ဖြစ်တယ်အဲ့မှာ noise ဆန်တွေကပါလာတယ်နော်ညီမ ဟုတ်တယ်ကိုညီမလည်းအဲ့အစိမ့်နေနေရလေအဲ့ကြောင့်လို့ညီမ live ပေါ်မှာ music instrument နဲ့ပတ်သက်တဲ့ဆိုင်တွေလိုက်ရှာကြည့်ရဲအဲ့တော့ရင်စုံတွေ့ရတယ်ဟုတ်အခုလည်း home studio အတွက်လေလိုတဲ့ပစ္စည်းတွေလာဆောင်စမ်းတာကို home studio ညီမလုပ်ဖို့လားအဲ့ဆိုလို့ရှိရင်အခုလိုက်ပြပေးမယ်လေhome studio အတွက်ဆိုလို့ရှိရင်တော့ဒီ audio interface လေးလို့မယ်ပြီးလို့ရှိရင်ညီမဟိုပါပေါ့ headphone လို့မယ်ပြီးရင် condenser mic ကောင်းကောင်းလေးတစ်ခုလို့မယ်ပြီးရင်တော့ studio monitor လို့မယ်ပြီးလို့ရှိရင်တော့ညီမသုံးမဲ့ဒီ audio application တစ်ခုပေါ့အဲ့ဒါလည်းညီမ download ဆွဲပြီးတော့သုံးပြရမှာပေါ့ညီမအဲ့လောက်အများကြီးဆိုတော့အဆင်ပြေမှာမဟုတ်ဘူးကိုညီမအပြင်နေပါလေတွားရင်လည်းယူသွားချင်တာပြီးတော့လွယ်ကူသုံးချင်တာဆိုတော့လေတခြားပါလိမ့်မရှိအောင်မဟုတ်သေးအဲ့ဆိုလို့ရှိရင်တော့ညီမဖုန်းတစ်လုံးရှိရုံနဲ့အသုံးပြုလို့ရတဲ့ကိုလိုရှိမှာကိုမိတ်စာကိုလေးလေးရှိတယ်ဒီကချူလိုက်ရတာမင်းအသေးဆုံးပါကိုရင်နဲ့ကလာမင်းရဲ့ဘန်ဝင်မလေးဝင်စားသလား